main ကလေးတွေအများကြီးကိုခဲ့တယ်ကျွန်တော် Hamilton အကြောင်းကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာ Hello everyone and this is Scott so ဒီနေ့အကြောင်းပြောရရင်သူက1910ဝန်းကျင်မှာပေါ့နော်ကျွန်တော်တို့နာရီဒီမှာအထင်းမှာသုံးတဲ့ loom အနုမြူတွေကိုကျွန်တော်တို့အဲ့တုန်းက radium သတ္တုကိုသုံးတာပေါ့နော် loom တွေကိုခြယ်ဖို့အဲ့ဒါကဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီခေတ်မှာအဲ့ဒါက nuclear လက်နက်တွေတော့သုံးတဲ့ဟာလို့သိတာပေါ့နော်အဲ့ဒီခေတ်ကတော့မသိခဲ့ဘူးအဲ့ဒါကို1890ဝန်းကျင်မှာအဲ့ဒီ Pierre Curie ဆိုတဲ့လူကအဲ့ဒါကိုထွင်လိုက်တယ်ပေါ့နော်ထွင်မှ तू ကတော့အဲ့တုန်းက tissue တွေ skin တွေကိုနည်းနည်းလောင်တယ်လို့ပဲ तू ကနည်းနည်းသိခဲ့တာပေါ့နော်သူ့ရဲ့ဆိုးကျိုးอ่ะဒါပေမဲ့အဲ့ဒါကိုမသိဘဲနဲ့ကျွန်တော်နာယီတွေမှာအများစုပေါ့နော်နာယီတွေတိုင်ကက်နာယီမှာလည်းအများကြီးဆိုတယ်အဲ့ဒီမှာနာမည်ကြီးသွားတာ Hamilton နာယီကနာမည်ကြီးသွားတာပေါ့နော်ဘာလို့လဲဆိုရင်အဲ့ loom တွေကိုကောင်မလေး radium girl ဆိုပြီးအဲ့တော့နာမည်ဒါကြီးတယ်ပေါ့နော်ကောင်မလေးတွေအဲ့ loom တွေကိုစုပ်တန်နဲ့ခြဲတဲ့အချိန်မှာသူကအဲ့စုပ်တန်ပါဇက်နဲ့စုပ်ပြီးမှအဲ့ loom တွေကိုခြဲရတာအဲ့ကြောင့်အဲ့ဒီဓာတုပစ္စည်းကသူတို့ဘိုက်ထဲကိုဝင်သွားတာပေါ့နော်အဲ့ဒါကိုမသိသေးဘူးပေါ့နော်1920 10နှစ်လောက်မှနည်းနည်းလေးသူကဟိုလက္ခဏာပြပြီးမှအဲ့ radium ဆိုတာဘယ်လိုလဲဆိုရင်သူကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အယိုးက calcium နဲ့ဓာတုတူတူပဲဆိုပြီးသူကအယိုးတွေကိုဆွဲဆုပ်လိုက်တာဆုပ်တော့ဘယ်လိုဖြစ်သွားလဲဆိုရင်ကြာလာတဲ့အချိန်မှာဟိုနော်အဲ့ဒီကောင်မလေးတွေကသွားတွေကျိုးလာတယ်ပြီးတော့ဟိုဂျောယိုးကြီးတွေပြုတ်ကျလာတယ်ပြီးတော့အယိုးတွေပါတွေအော်တိုတွေနှွဲပြီးလိုမျိုးကျိုးလာတယ်ပေါ့နော်အဲ့လိုတွေဖြစ်လာပြီးကင်ဆာတွေဖြစ်လာတယ်အယိုးကင်ဆာတွေဖြစ်လာပြီပေါ့နော်အဲ့ဒီမှာတိပြီးမှလူတွေကမှတိလာကြတာပေါ့နော်အဲ့ဒီမှာဆရာဝန်တွေကမှတိလာပြီးမှဒီပေါ့နော်ဒီ radium jaws တွေဒီသွားကျိုးအယိုးတွေကဘာဖြစ်တာလဲဆိုပြီးဒီ light ရှင်နောက်ဆုံး radium မှာသွားတွေ့တယ်အဲ့ဒီမှာသူတို့ကပေါ့နော်United States Radium Corporation ကအလုပ်သမားတွေရောတခြားလူတွေကပါအကုန်လုံးဟိုတရားစွဲတာနေပြီးမှနောက်ဆုံးအကုန်လုံးအနိုင်ရရှိသွားပြီးမှအကုန်လုံးဟိုရော်ကြီးတွေအများကြီးပေးရပါတော့သူတို့လုပ်ငန်းဝင်မှာအဲ့လိုစုပ်တန်ကြီးတွေကိုပါဇက်နဲ့စုပ်ပြီးဆွဲတော့ခန္ဓာကိုယ်တွေကိုအဲ့ radium သတ္တုတွေဝင်သွားလို့ပေါ့နော်အဲ့ဒီမှာတရားစွဲရင်းနဲ့နောက်ဆုံး America ရဲ့ law ဖြစ်တဲ့ workplace safety ကိုပါပြင်ပေးလိုက်ရတာပေါ့နော်အဲ့ radium gas radium သတ္တုတွေကြောင့်ပေါ့နော်နောက်ဆုံးမှာကျွန်တော်တို့ဟောနော် nuclear လက်နက်တွေတွေ့ထင်တဲ့ Oppenheimer က1940ကျော်မှာအဲ့ radium သတ္တုတွေနဲ့လက်နက်ကိုထွေးနေ radium ဆိုတာဘလောက်ကိုလူတွေတဲ့အန္တရာယ်ရှိလို့ဆိုအမှတီးခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ပဲပေါ့နော် peace out until the next one